ဂျပန်တွေနဲ့စားတောက်ဆိုင်တူတူသွားတဲ့အခါသူတို့ကကိုယ့်ကိုတခုခုစမ်းပြီးတော့စားကြည့်စေခြင်းတဲ့အခါဘယ်စကားလုံးလေးကိုသုံးပြီးတော့ပြောလဲHello 皆さんこんにちはအားလုံးမင်္ဂလာပါဒီနေ့မှာတော့ဗောနော်ကျမကမနေ့ကတော့ကျမရဲ့ရုံးကလူတွေနဲ့အတူတူနော်မီကင်သွားခဲ့တယ်ဗောနော်အဲ့ဒီချိန်မှာသူတို့ကကျမမစားဘူးလို့ထင်တဲ့အရာကိုစမ်းပြီးတော့စားကြည့်စေခြင်းတဲ့အတွက်ကြောင့်လို့သူတို့သုံးတဲ့စကားလုံးလေးကိုပြောပြပါမယ်ပုံမှန်အယိုးရှင်းဆုံးသုံးမယ်ဆိုလို့ရှိရင်တော့စားကြည့်မလားဆိုတာကိုထားပဲတင်မိမတ်ကဒါမျိုးလေးသုံးလို့ရတယ်ဗောနော်အဲ့ဒီချိန်မှာသူတို့ပြောတာလေးကကျမကိုတင်စားဆန်これ挑戦しますか挑戦しますかအတိပ္ပယ်ကတော့ challenge してみますかစမ်းကြည့်မလားစမ်းပြီးတော့ challenge လုပ်ပြီးတော့စားကြည့်မလားဆိုတဲ့အတိပ္ပယ်ပဲဖြစ်ပါတယ်အဲ့တော့ဒီချောစင်ဆိုလို့ဆိုတဲ့စကားလုံးလေးကတခုခုကိုပေါ့နော်စမ်းတက်ပြီးတော့လှုပ်ချင်တဲ့အခါမှာအသုံးပြုပါတယ်。はい、それではまたね。バイバイ。